သူများတွေအတွက်ပိတ်ရက်စနေတနင်္ဂနွေဆိုတာနားရရက်ပေါ့နော်အပြင်သွားကြတယ်ရှောက်လေကြတယ်ကိုပိုင်ချိန်ကိုပြပြဝအသုံးချကြတယ်ခဏအတွက်ကကြတော့ပိတ်ရက်တွေတိုင်းဟာအလုပ်ပို့လို့ရတဲ့ရက်တွေဖြစ်နေတယ်ဘာလို့လဲဆိုတော့ဒီပုံမှန်ဂျာရက်တွေမှာဆိုရင်ဖနာကကြောင်းသွားရတယ်စေုံသွားရတယ်ပြန်ရလူကပင်ပန်းနေပြီးကျောင်းစာလည်းလုပ်ရတယ်အင်္ဂလိပ်စာလည်းသင်ရတယ်အဲ့တော့ဒီဂျာရက်တွေမှာဘောရိုက်ဖို့အတွက်ကအချိန်မပေးနိုင်ဘူးကွာအဲ့တော့ဘာလို့ရလဲဆိုတော့ပိတ်ရက်စနေတနင်္ဂနွေမှာဖနာက YouTube မှာတင်ဖို့အတွက် Facebook page မှာတင်ဖို့အတွက်ဗီဒီယိုတွေဖန်တီးရတယ်ဖနာတကြွပါပြောသလဲဆိုတော့ပိတ်ရက်မှာအပြင်လေးပါလေးထွက်ပါလားတကယ်ချင်းနဲ့ရှောက်သွားပါလားပြောကြရည်အများကြီးလုပ်ပါလားအလုပ်ထဲမှာပဲနစ်မိုးနေတာ vlog တွေပဲရိုက်နေတာ script တွေပဲစဉ်းစားနေတာဒါမှမဟုတ်မသိတာကဖနာကဒီလိုအလုပ်တွေလုပ်နေရရင်ပျော်နေတာကွာ pressure ရှိပေမဲ့ပြင်မရကြုံနဲ့တဲ့အတွက်လုပ်ရတာပျော်တယ်အဲ့တော့ vlog မရိုက်လိုက်ရတဲ့ရက်တွေ script idea မစဉ်းစားလိုက်ရတဲ့ရက်တွေအင်္ဂလိပ်စာ practice မလုပ်လိုက်ရတဲ့ရက်တွေဆိုရင်နောင်တရတယ်လို့မျိုးဖြစ်နေတာကွာအဲ့ရက်ကြိုင်နေလို့မပြောဘူးအဲ့တော့အပြင်ထွက်ပြီးတငယ်ချင်းတွေနဲ့ပြပြပပနေပါစေဟုတ်ကိုတကယ်လုပ်ရမယ့်အလုပ်တွေမပြီးတဲ့အခါမှာဆိုရင်လည်းငူကတိတ်ပြီးမကောင်းဘူးကွာအဲ့တော့ပြဿနာကဘာလဲဆိုတော့လူတချို့ကသူတို့ရဲ့ပျော်ရွှင်မှုဆိုတဲ့ကောင်းစဉ်ကိုတခြားလူစီကိုတက်ပေးခြင်းကြတာဥပမာကိုကတငယ်ချင်းတွေနဲ့အပြင်လျှောက်သွားရမှာမုတ်တွေသွားစားရမှာ game တွေတူတူဆော့ရမှာပျော်တတ်တဲ့သူဆိုရင်တခြားသူတွေကိုလည်းဒီလိုအရာတွေလုံးဝပျော်ရမယ်ဆိုပြီးတော့သူတို့ကထင်တတ်သွားတာတကယ်တော့တယောက်နဲ့တယောက်ပျော်ရွှင်မှုကိုဒိဗယ်ဖွင့်ဆိုတဲ့ပုံစံချင်းမတူကြဘူးကွာပြနာဆိုရင် spontaneous learning လုပ်နေရပျော်တတ်တဲ့လူစားမျိုးဒါပေမဲ့တငယ်ချင်းတွေနဲ့အပြင်သွားတတ်တဲ့သူတွေ activity တွေ join တတ်တဲ့သူတွေကြတော့ပြနာကိုကျင်တာပြင်းစရာလို့မြင်နေလိမ့်မယ် But hell no it's not what you think it is because I'm truly happy with what I have done or what I've been doing ဖနာကိုလက်ရှိလုပ်နေတဲ့အရာနဲ့ပတ်သက်ပြီးတော့ပြင်းစရာကောင်းတယ်လို့လည်းမမြင်သလိုညင်ဝဲစရာကောင်းတယ်လို့လည်းမမြင်ဘူးပင်တော့ပင်မနဲ့ဒါပေမဲ့ပင်မရကြုံနဲ့တယ်ဘာလို့လဲဆိုတော့ဖနာကိုအားပေးတဲ့ audience တွေအတွက်ဒါဘူတူတာတိုးစေတဲ့ content တွေဖြစ်တယ်စိတ်ခွန်အားရစေတဲ့ content တွေဖြစ်တယ်ပို့ပြီးတော့စူးစမ်းခြင်းစိတ်ဖြစ်စေလာမယ့် content တွေဖြစ်လို့ဖနာဒီ YouTube persona နဲ့ပတ်သက်ပြီးတော့ကိုအရန် satisfy ဖြစ်တယ်ကွာဘာလို့လဲဆိုတော့ဖနာကိုအားပေးနေတဲ့ဒီ audience တွေထဲမှာကလေးတွေလည်းပါတယ်ကွာကလေးတွေဆိုတာဒီចောင်းသားចောင်းသူအရွယ်လေးတွေဖနာ comment တွေကိုလိုက်ပြီးတော့ဖတ်ကြည့်တဲ့အခါမှာသူတို့ကဘာရေးထားလဲဆိုတော့မကြောင်ပို့ပြီးတော့စူးစမ်းခြင်းစိတ်ဖြစ်သွားပြီးအတန်းထဲမှာအစင်တရအောင်လုပ်တော့မယ်၆ဘာသာကိုလူထောင်လုပ်တော့မယ်မလို့ဆရာမကြီးဖြစ်ခြင်းနဲ့စသဖြင့်အဲ့လို positive ဆန်တဲ့ comment လေးတွေ့ရတော့အော်ငါလောက်လိုက်တဲ့ content တွေကဒီကလေးလေးအတွက်ဒီလောက်ထိ impact ကြီးပါလားဆိုပြီးတော့ဆက်ပြီးတော့ content တွေကိုဖန်တီးခြင်းနဲ့ drive တစ်ခုဖြစ်လာတာပေါ့ပြီးတော့သူတို့အတွက်တကယ် admirable ဖြစ်တဲ့ role model တယောက်လေးဖြစ်ခြင်းနဲ့ကွာဘာလို့လဲဆိုတော့အခု social media day and age မှာဒီကလေးတွေရဲ့ attention ကို easily distracted လုပ်နိုင်တဲ့ပြောချင်တာကမရောက်တဲ့နေရာတခု attention ရောက်သွားအောင်လို့ဆွဲဆောင်နေတဲ့ content တွေအများကြီးရှိရကွာအဲ့တော့အဲ့ဒီလိုမျိုး content တွေကို expose မဖြစ်ဘဲနဲ့ကျွန်တော်တို့လိုအခုဒီ education mind နဲ့ပတ်သက်တဲ့ spiritual motivation mind နဲ့ပတ်သက်တဲ့ content တွေကိုဒီကလေးလေးတွေစိတ်ဝင်စားတာမြင်ရတာလေဖနာအတွက်ဒါပီတိတစ်ခုဖြစ်တယ်ကွာဆိုတော့ international ဖနာဒီကိုအခုလက်ရှိရွေးချယ်ထားတဲ့ဘဝမှာကိုစိတ်ဝင်စားတဲ့အလုပ်တွေကိုလုပ်နေနေ I'm so happy ဆိုတော့ဖနာကဒါကိုပြင်းစရာကောင်းတယ်လို့လည်းမမြင်တယ်လို့ကိုအလုပ်ထဲမှာနစ်မိုးနေရတယ်လို့လည်းမထင်ဘူးကွာဘာလို့လဲဆိုတော့ when you do something that you personally really genuinely enjoy you don't feel like it's work အဲ့တော့ကိုတကယ်ပျော်တဲ့အရာကိုလုပ်နေရတယ်ဆိုရင်အလုပ်လို့မထင်တော့ဘူးကွာဖနာခုလိုမျိုး energetically အလုံးလုံးနေနိုင်နေဆိုတာကလည်းဖနာအားပေးနေတဲ့သူတွေရှိနေသေးလို့ပေါ့နော်အဲ့တော့ဖနာ content တိုင်းကိုကြည့်ပြီးတော့အားပေးနေကြတဲ့ audience တူတယောက်ချင်းစီကိုဖနာရင်ထဲကနေပြီးတော့လက်လဲကျေးဇူးတင်ပါတယ်အကောင်းဆုံးဆက်ပြီးတော့ကြိုးစားမှာမို့လို့ဆက်ပြီးတော့အားပေးကြပါအောင်နော်ကဲဒီနေ့ဗီဒီယိုရတော့ဒီလောက်ပါပဲဖနာပြောသွားတာတွေကနေတစ်ဆင့်အတွေးလေးတစ်ခုဝင်သွားမယ်လို့ဖနာယုံကြည်ပါတယ်ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးကြတဲ့အတွက်အားလုံးကျေးဇူးများတင်ပါတယ် Anyway I hope you have a wonderful rest of your day and I'm going to see you in my next video bye bye